မင်္ဂလာပါစာအုပ်စာပေချစ်မြတ်နိုးသူအားလုံးရေကျွန်တော်တို့ရဲ့စာအုပ်စာပေလူမိတ်ဆွေ channel ကနေကြိုဆိုပါရစေဒီနေရာလေးဟာစာအုပ်စာပေကိုဘဝရဲ့အဖို့ဖြစ်သတ်မှတ်သူတိုင်းအေးအေးဆေးဆေးလာလေလို့ရတဲ့နေရာလေးပါဒီ channel မှာစာအုပ်အကြောင်းစာရေးဆရာအကြောင်းစာဖတ်ခြင်းရဲ့အလှပနဲ့ဘဝကိုပြောင်းလဲစေတဲ့စာပေအကြောင်းတွေကိုပြောပြပေးသွားမှာပါအတူတူစာအုပ်စာပေရဲ့လှပတဲ့ကဘာတွေကိုခီးထွက်ကြမလားခုပြောမယ့်အကြောင်းအရာကတော့ကျွန်တော်ငယ်ဘဝအမတ်တရများအဲ့ဒီအချိန်တုန်းကကျွန်တော်ကတတန်းလောက်ပဲရှိသေးတာပါကျောင်းဆင်းရင်အဖေနဲ့အမေအလုပ်လုပ်တဲ့လူကြီးအိမ်ကိုသွားနေရပါတယ်ဒါပေမဲ့ကျွန်တော်ဟာအိမ်ပေါ်တောင်တက်ခွင့်မရှိပါဘူးကားကိုတောင်ထဲမှာပဲတယောက်တည်းထိုင်ဆောင်နေရပါတယ်ကလေးတယောက်ဆိုတော့ညနေလာပြီးမောင်စပြူလာရင်ကြောက်တတ်တာပေါ့အထူးသဖြင့်တယောက်တည်းနေရတဲ့အချိန်တွေမှာတရေကြောက်ပြီးစိတ်ထဲမှာအယမ်းနှုံလုံနေတတ်ပါတယ်အဖေနဲ့အမေကတော့လူကြီးအိမ်ပေါ်မှာအလုပ်တွေမပြီးသေးလို့အောက်ကိုဆင်းမလာသေးပါဘူးတခါတလေကျွန်တော်ကကြောက်လို့ငိုနေတတ်ပါတယ်ဒါပေမဲ့အဖေကစိတ်ဆိုးပြီးမငူနဲ့ဆိုရဲပုံစံနဲ့မဲကရိုက်တတ်ပါတယ်အဲ့ဒီအခါအမေကကျွန်တော်ဘက်ကနေဝင်ပြောပေးရင်အဖေနဲ့ရန်ဖြစ်ကြတော့တာပါအမေကတော့ကျွန်တော်ကိုတနာပြီးကာဝယ်ပေးခြင်းနဲ့စိတ်နဲ့ပြောတာဖြစ်မယ်အဲ့ဒီအချိန်ကကြောက်စိတ်ဝမ်းနည်းစိတ်တွေကိုအခုထိမေ့မရသေးပါဘူးနောက်ပိုင်းမှာတော့အမေကအဲ့ဒီလူကြီးအိမ်မှာဆက်မလုပ်တော့ပါဘူးတခြားသူထေးအိမ်တဲ့အိမ်မှာအဝတ်လျှော်တဲ့အလုပ်သွားလို့ရပါတယ်အဲ့ဒီအချိန်တုန်းကအဖေရဲ့လစာက1000ရကျက်ပဲရတာပါ2000တခုနှစ်ဝန်းကျင်လောက်ကဖြစ်ပါတယ်အိမ်စရိတ်စားဝတ်နေရေးကျွန်တော်တို့မိသားစုဘဝကိုဆက်ထိန်နိုင်ဖို့အမေကလည်းမနာတမ်းရုန်းကန်ခဲ့ရပါတယ်။သူထေးအိမ်မှာအဝတ်လျှော်ပေးရပြီးအင်္ဂလူများတော့အဝတ်တွေလည်းအများကြီးပါပဲတနေ့လုံးပင်ပန်းလုပ်ရပါတယ်။လက်တွေလည်းရေဆိုပြီးပင်ပန်းနေပေမဲ့အမေကမြင်းညူပဲမိသားစုအတွက်ဆက်လုပ်နေခဲ့ပါတယ်။ဒီတစ်ခေါက်သူထေးကတော့စိတ်သဘောကောင်းတဲ့သူဖြစ်ပါတယ်။အမေကိုလိုအားခ3000လောက်ပေးတယ်လို့မှတ်မိပါတယ်။အဲ့ဒီအချိန်ကာလအတွက်တော့အဲ့ဒီငွေဟာကျွန်တော်တို့မိသားစုအတွက်အများကြီးအထောက်အကူဖြစ်ခဲ့မှာပါ။ကျွန်တော်ငယ်ငယ်ကဘဝဟာမပြည့်စုံမှုတွေကြောက်စိတ်တွေပင်ပန်းမှုတွေကြားမှာကြီးပြင်းလာခဲ့ရပေမဲ့အမေကတော့ဘလို့ခက်ခဲရှိမိသားစုကိုမပစ်ထားပဲအမြဲရုန်းကန်ပေးခဲ့တဲ့သူတစ်ယောက်ပါ